Iron Man ရုပ်ရှင်သားအကြီးအကျယ်ကြာရှုံးခဲ့ရင် Marvel Company တစ်ခုလုံးဒေဝါလီခံရပြီးတော့ MCU ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးဆိုတာသင်သိပါသလားဒါက corporation တွေရဲ့အကြီးမားဆုံးနှုတ်ဝက်ချက်တွေကတစ်ခုပါပဲဒီဇက်လောင်တေချာနားလည်ဖို့ဆိုရင်ကျမတို့အချိန်နောက်ပြန်သွားရပါမယ်1990ခုနှစ်ဒီမှာ Marvel ဆိုတာဒေဝါလီခံကန်နီ comic company သေးလေးတစ်ခုပေါ့သူတို့ရဲ့အဖိုးတန်ဆုံးသားသမီးတွေဖြစ်တဲ့ Spider-Man ကို Sony စီ X-Men နဲ့ Fantastic Four ကို 20th Century Fox စီမှာရောင်းချပြီးတော့အသက်ဆက်ခဲ့ရတယ်အချိန်တွေလဲကုန်ရောင်းစရာ character တွေလဲကုန်ကန်နီဖြစ်လာတဲ့အခါမှာ Marvel ကသူတို့သမိုင်းမှာအကြီးမားဆုံးနဲ့အယူသွတ်ဆုံးအလောင်းစားတစ်ခုကိုပြုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်သူများကိုရုပ်ရှင်ရိုက်ခိုင်းမဲ့စားငါတို့ကိုယ်တိုင်ရုပ်ရှင်စတူဒီယိုထောင်ပြီးရိုက်မယ်ဆိုတဲ့အကြံပေါ့အဲ့တော့သူတို့က Marvel Studio ဆိုတဲ့ corporation အသစ်တစ်ခုကိုမိခင် company နဲ့တရားဝင်ခွဲထုတ်ပြီးတော့မှတည်တံ့တည်ထောင်ခဲ့တယ်ပြီးတော့သူတို့ပိုင်ဆိုင်သမျှကြံရှိနေတဲ့ character အကောင်းစားတွေအားလုံးကိုအပေါင်ပစ္စည်းအနေနဲ့ထည့်ပြီးတော့ဘန်နေစီကနေဒေါ်လာ925တန်းကိုချီးခဲ့တယ် Iron Man ကိုရိုက်ကူးဖို့တော့ပေါ့ဒါ corporation တွေရဲ့အဓိကလှုပ်ဝက်ချက်ပဲ Marvel Studio ဆိုတာကတရားဝင်ခွဲထုတ်ထားတဲ့တရားဝင်တိုင်းက legal sheet တစ်ခုပဲတကယ်လို့ Iron Man သာကြာရှုံးခဲ့မယ်ဆိုရင်ဘန်တွေက character တွေရဲ့ rights ကိုသိမ်းမယ် Marvel Studio ဆိုတဲ့ corporation ကြီးကဒေဝါလီခံရမယ်ဒါပေမဲ့သူ့ရဲ့မိခင် company ကြီးကတော့လုံးဝ safe ပဲဒါကို limited liability လို့ခေါ်တယ်ဒါပေမဲ့ခဏစဉ်းစားကြည့်ပါ Marvel Studio က corporation တစ်ခုမဟုတ်ပဲနဲ့လူတစ်ယောက်တည်းက sole proprietorship အနေနဲ့တဦးပိုင်လုပ်ငန်းဆိုရင်ဒီဒေါ်လာတန်း900ကျော်ကိုချီးပြီးလုပ်ခဲ့မယ်ဆိုရင်ဘာဖြစ်သွားမလဲ